အားလုံးပဲမင်္ဂလာပါရှင်။မဲရှင်းမြန်မာအော်ဒီယိုပုံမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယခုတခါဖတ်ပြပေးမယ့်စာအုပ်လေးကတော့စာရေးဆရာတိုးဆောင်ရေးသားထားတဲ့ဂရိတ္တစာတည်သောအခါပဲနွေမြတ်တပင်ချစ်တဝင်းဤဆိုတဲ့စာအုပ်လေးပဲဖြစ်ပါရရှင်။နားတော်တာဆင်ပေးကြပါဦးရှင်။ Channel လေးအား Like and Subscribe လုပ်ပေးဖို့လည်းမေတ္တာရက်ခံပါရစေရှင်။မျက်လုံးဖွင့်ဖွင့်ချင်းတတိယမိတာကအမေကိုပါအမေကူးချိန်ဆိုဘာတွေများလုံနေပါလိမ့်သူ့ကိုရောတတိယနေမလားအကိုမင်းတင်ကိုပဲစိတ်ပူနေမလားဒါမှမဟုတ်သားနှစ်ယောက်မွေးထားပြီးနှစ်ယောက်လုံးသုံးမရတဲ့ညံပြင်းသူတွေဖြစ်အမေယူကြုံမရဖြစ်နေမှာလားအဲ့လိုတော့ဖြစ်လိမ့်မယ်မထင်ပါဘူးစိတ်တမားကြောလုံးသူအမေကသူ့တို့အတွက်လုံးဝခံစားနေမှာမဟုတ်ဘူးကံစီနဲ့တော့ဆင်ပြေမှာပါဒီထဲရောက်မလာခင်အမေကိုတေချာဆောက်ရှောက်ဖို့ကန်စီကိုမှားထားခဲ့တယ်လေကန်စီကိုယ်တိုင်လည်းမိဘကင်းမဲ့သူဖြစ်လေတော့အမေရင်တယောက်လိုပြုစုဆောက်ရှောက်မှတေးကြပါတယ်နောက်ထပ်တတိယမိသူတဦးကတော့သူ့ရဲ့နှလုံးသေးပေါ်လေးပါပဲအခုချိန်ဆိုသူမရဲ့တပင်တိုင်းနန်းဆောင်မှာပဲဆန်နေအောင်မှာပါအိမ်ယာမှာနိုးထတက်ဝင်လာစပဲရှိလေအောင်မေတတိယမြောက်တတိယမိတာကတော့ဥယျင်လေးသူတပင်တပန်းစိုက်ပျိုးခဲ့တဲ့တပင်ပန်းပင်တွေရောအပွင့်အခက်တွေရောဝေးစားနေကြပြီလားလေးတိုက်တိုင်းရိမ့်လွင့်ကခုံတအားအချင်းချင်းတင်ချနေကြပြီလားပြီးတော့ကြပြတပုတ်လိုလေးလုံးတန်ပေါက်ကြနာစွာစိုက်ပျိုးခဲ့တဲ့သူကိုရောတတိယနေမှာလားသူတို့တွေတတိယမရမသိပေမဲ့သူကတော့တတိယနေပါတယ်ဥယျင်မှုတယောက်ရဲ့ရင်ခွင်ဟာအမြဲတမ်းတရားတွေနဲ့ဆိုတာအစတွေကသူသိခဲ့ဖို့ကောင်းတယ်။သူတို့တွေရှင်သန်မှုကိုယ့်ရင်ကိုတူးပြီးကိုယ့်အသားကိုပုံပေးရတယ်။ကိုယ့်သွေးကိုတောက်သုံးပြီးကိုယ့်ရင်ငွေနဲ့သူတို့တွေရှင်သန်ကြတယ်။အချိန်တန်အရွယ်ရောက်ရင်ဝေးစားသောပန်းတွေရင်းနဲ့အမျှပွင့်ပေးပြန်တယ်။ကိုယ့်အတွက်တော့မဟုတ်ခဲ့ဘူး။လူသူတွေခိုးဆွတ်ပန်ဆင်ဖို့အတွက်ပါ။တကယ်တော့ငါဟာလူအန်တာတယောက်ပါပန်းလေးတွေရဲ့ချစ်တက်တဲ့နှလုံးသားနဲ့ပန်းပြူတဲ့လက်ပါတာကလွဲပြီးဘာမှသုံးမရတဲ့ကောင်းပါငါမရှိတဲ့ရမှာတင်တို့တွေထိတ်ထားပြောင်းဖန်ဆင်းပေးကြနော်ငါဒီလောက်ပဲပြောနိုင်တော့တယ်အဲ့ရမှာထားတော့သူ့ဆန်ပြောရအချုပ်ထောင်ကြီးကမတိုးမတန့်ဆူညံနေပါပြီရေဦးလေးရှေ့ရာကိုသွားပြီးအရင်ဆုံးရေတစ်ခွက်တောက်လိုက်တယ်တဲဆန်တော်ရေဖြစ်လေတော့လဲချောင်းတခြားမြစ်တာပို့တယ်လို့အေးမြတက်ဆင်းလို့သွားပါတယ်။နောက်တစ်ခွက်ခတ်တော့ရေအိုးကအချိန်နေသိမကောင်းတော့ဘူး။မျက်နာတစ်ဖို့လောက်တော့လောက်ပါလိမ့်မယ်။မိုးလင်းတိုင်းမျက်နာတစ်တဲ့အချင်းကဖြောင်းမရသလိုမိုးလင်းတိုင်းနင့်ကိုတတိရတဲ့စိတ်ကလည်းဖြောင်းလို့ရမှာမဟုတ်တော့ဘူးထိတ်ထားရဲ့သိရလား။မျက်နာတစ်ပြီးချိန်မှာပိန်လီပြားကက်နေတဲ့ရေအိုးလေးတွေကရတလောက်နောက်တစ်ခွက်ခတ်လိုက်သေးတယ်။တဝက်လောက်သာရပါမယ်အဆင်ပြေမှာပါကျန်တဲ့ဝက်ကိုတော့မေတ္တာတော်တွေတတိတတန်းကြီးရွတ်ဆိုဖြစ်တင်းပေးဖို့ရည်ရွယ်လိုက်ပါတယ်ဒါဟာမနက်တိုင်းမပြတ်မကွက်တီကျူးနေကြတဲ့ချင်းတပုတ်ပေါ့မျက်လုံးကိုစုံမိပြီးစိတ်ကူးနဲ့သူမကိုထင်မြင်တယ်ပြီးတော့ရေလိုအေး၍ပန်းလိုမွေးပါစေဆုတောင်းပါတယ်အဲ့ဒီနောက်ရေအိုးလေးအောက်ချီမြေပြင်ကိုတဆက်ချင်းစွတ်ပြန်လောင်းဝေလိုက်ပါတယ်အခုဆိုရင်မြေပြင်ကအရင်လိုမဟုတ်တော့ဘူးမွေးပြန့်တင်းကျူတဲ့နတ်သက်ပန်းတွေဝင်စားသလိုစိမ့်နှုသောမြက်ပင်လေးတွေဟိုတစဒီတစပေါင်နေကြပြီ။အေးချုပ်ထောင်ကြီးရဲ့အတွင်းပိုင်းမှာသူတဦးရဲ့စိုက်ပျိုးနိုင်ခဲ့တဲ့အိုအေစစ်လေးတွေပေါ့။ထိုမြက်ပင်လေးတွေကိုဖြူစင်သောမြစ်တာတော်တွေတဖွာဖွာရွတ်ဆိုရင်မနက်တိုင်းရေလောင်းပေးတယ်။ပေါင်းတင်စရာမလိုပါဘူး။မြေစီဩဇာထက်လောင်းပေးဖို့လည်းမလိုဘူး။အလိုလိုပေါက်ဖွာလာလိမ့်မယ်။ပြီးတော့မကိုင်းမညွတ်ရှင်တန်လိမ့်မယ်ရေတမွန်းလောက်တိုက်လို့ရမလားကွအနီးမှကတ်ထွက်လာသောအတန်ကြောင့်အတွေးဖြည့်လွင့်ပြန်နေသောသူ့စိတ်တွေပြစ်စုံပန်နဲ့ပြန်ဆက်သွယ်မိချိန်ဘေးကိုလှည့်ကြည့်တော့အသက်60ဝန်းကျင်အဖိုးအိုတူပထမတော့အံ့ဩသလိုဖြစ်သွားပေမဲ့နောက်မှညကဖြစ်ပျက်ကိုတရိယာကနားလည်လိုက်တယ်သူနဲ့ကက်လက်အခန်းလွတ်ထဲကိုရောက်လာတော့အချုပ်သားအသစ်ဆက်ဆက်ပါဒါပေမဲ့
ထိုလူပုံစံကတော်တော်ထူးခြားနေတယ်။ခေါင်းမောကသပင်တွေကအမဲနဲ့အဖြူစားတူရောနေပြီးအသားရည်ကကြောက်စရာကောင်းလောက်အောင်ဖွေးစွတ်ဖြူရော်နေတယ်။ပိတ်အင်းကြီးအဖြူပေါက်ကိုဝတ်ထားပေမဲ့ဂျင်းညော်တွေဖထေးရာတွေကမြင်မကောင်းဘူး။အထူးခြားဆုံးကတော့ထိုလူမျက်လုံးပါပဲ။မျက်လုံးတစ်ဖက်ကိုတရေဖက်အုပ်ထားတာကြောင့်မျက်လုံးကွယ်နေသူဆိုတာမြင်ုံနဲ့သိတာနေပါတယ်။မျက်နှာပြင်ဖက်ပညာအရချက်ချင်းပဲတကောင်းသဘောပေါက်လိုက်တယ်။ဥပရိယုတ်ညံရည်ညံသွေးနဲ့ကိုကျင့်တီလာပြည့်စုံမဲ့လူကြီးပါ။ရေတမုံလောက်တိုက်ပါလားကွယ်။ဒုတိယအကြိမ်တောင်းဆိုတော့မှတတိယကရေအိုးကိုဖုံးဖွင့်လိုက်တယ်။တောက်ရည်ကထုံးစံအတိုင်းနှက်ကန်းတိုးဖြစ်တဲ့ပြင်ရေခွက်မှာသူ့လက်တွင်ရောက်နေတာကြောင့်တစ်ဖက်လူကတောင်းဆိုတဲ့သဘောပါ။ဂျလိရေအိုးနဲ့အိုးအောက်ချေပို့တိုင်တဲ့တကူထွက်လာပြီးဒီနောက်ရေကုန်နေပြီဗျအဆောက်တွေလမ်းမပဲထက်ခိုင်းရတော့မယ်ပြောလေပြောလက်တွင်းပါလာသောရေနှဲငယ်ကိုတစ်ချက်ငုပ်ကြီးကတန်တိုင်တွေကြားမှာကမ်းပြီးတော့သူကမ်းပြီးတဲ့ရေကိုတီတီငိမ့်ငိမ့်မော့တောက်တယ်ပြီးတော့ရေခွက်ကိုသူ့ဘက်ပြန်ပေးပြီးမတ်တက်ရပါတယ်ရှေ့လဲတိုးမလာဘူးနောက်ဆုံးရှောင်းလန်းတာကိုလည်းမတွေ့ဘူးဒီအတိုင်းပဲတောက်တောက်ကြီးရက်နေတာကြောင့်သူ့မော့ကြည့်မိစဉ်အဖိုးကြီးကတန်တိုင်တွေကိုကြော်ကအခန်းနေရန်ကိုစူးစိုက်ကကြည့်နေတယ်အဖိုးကြီးကြည့်နေရကိုတကောင်းလဲပြန်လှည့်ကြည့်လိုက်စဉ်ဗိုက်စားလိုက်တာကွာတခိုးလူမိတယ်လို့တော့မဟုတ်အာယုံလွှဲလိုက်တယ်လို့အဖိုးကြီးကခတ်တိုးတိုးရေရိုးရင်နေရမှာကတ်ထားတဲ့သူ့ကလေးရှိရာစီရှောက်လန်းသွားပါတယ်တကောင်းကတော့အဖိုးကြီးဂယုတဆိုင်ကြည့်သွားတော့နေရမှာမျက်လုံးမခွာသေးပါထူးထူးခြားခြားတော့ဘာမှမရှိပါဘူးကိုစားတာကိုကြည့်ပြီးကိုပြန်ဟောထားတဲ့နမိတ်စကားလေးတစ်ခုပါပဲငါနောက်တစ်ခေါက်ပြန်လာရအောင်မေတာဗာနိုညမောင်မှာရှင်ကောင်းတဲ့အော်တန်ကြီးတစ်ခုကစက်တိုက်ဆိုသလိုထွက်ပေါ်လာပါတယ်အိမ်မပြောသေးတာမို့ချက်ချင်းပဲသဘောပေါက်လိုက်တယ်ဘေးကမ်းမှာအစ်စ်ရောက်လာသူအဖိုးကြီးညာကြီးမှုကျုပ်တခုရဲအော်ဟစ်နေတာပါတာဗာနိုအကျယ်ကြီးပဲရှင်ကောင်းအားနဲ့အော်နေတာမို့ထိုတန်ကြီးကအချုပ်ထောင်တွင်းမှာဟိမ့်ထွက်နေပါတယ်သူတွေမဟုတ်ဘူးထိုထူးဆက်နဲ့အော်တန်ကြီးကြောင့်အချုပ်သားတွေအကုန်လုံးနိုးကုန်ကြပြီတချို့လည်းတခါမှမကြားဘူးတော့အော်တန်ကြီးမို့ထိတ်လန့်လက်ကြားနိုးလာကြတယ်တချို့ကလည်းအိမ်မရအောင်ကျဲလွန်းလာမို့ဒေါသထွက်ကကုန်းယုံထားကြတယ်ကက်လက်အဖိုးကြီးရဲ့တာဘာနိုအော်တန်ကြီးကြောင့်အချုပ်ထောင်ကြီးတစ်ခုလုံးညာကြီးချိန်တော်နိုးထလှုပ်ရှားကုန်ကြပြီပထမတော့ဘဲကထွက်လာတဲ့အတန်ကြီးလဲအကုန်လုံးနားဆွင်ကြပါတယ်အစ်စ်ရောက်လာသူအဖိုးကြီးအောနေခြင်းဖြစ်ကြောင်းသိသည့်အခါမှာတော့ဟိုအဖိုးကြီးဘာတွေအောနေတာလဲတိတ်ဆန်းဟဲ့လူကြီးပြောတာမကြားဘူးလားပူအပ်ရတယ်ကြားရဲကွာအခုရစဲဝုန်းအဖိုးကြီးကလုံးဝကြားဖို့မပေါ်ပါဘူးမတ်တရက်ကအမိုးမျက်နှာချက်ကိုမော့ကြည့်ရင်သူ့လိုကိုသာသူ့ဆက်လုံနေပါတယ်တာဗာနိုအတန်ကလုံးဝလျှော့မသွားပါဘူးတစ်ချက်ချင်းလေးလေးပင်ပင်ရွနေတာကြောင့်သူ့အတွက်တော့နားထောင်လို့ပင်ကောင်းနေပါသေးတယ်ညာကြီးချိန်တော်စူးညံ့နေပေမဲ့အဆောင်တွေကတော့တေရစ်ကအိပ်ပျော်နေကြပြီဟောက်များတော့ဟောက်လို့အဖိုးကြီးကတော့တာဗာနိုအဖိုးကြီးအော်တန်နဲ့တူကြံတဲ့ချုပ်သားတွေမှလည်းဒီဖိုးကြီးယူးနေတာလားကွတေကန်နီးမှအသားနာခြင်းမီထင်တယ်ဟဲ့လူကြီးဝုန်းအော်လေအော်တန်နိုင်တွေကိုလည်းတပုံးပုံးထူကြနဲ့အချုပ်ခန်းကြီးကနေရဲတမြပါပဲအဖိုးကြီးကတော့တုတ်မြမလုပ်ဘူးနောက်တဲ့10ကာလောက်ဆက်တိုက်ဆက်အောပြီးသူ့အလိုလိုရက်သွားတယ်ပြီးသူ့ကိုဒေါသတကြီးဖြစ်နေတဲ့ချုပ်သားတွေအော်ဟစ်ဆဲဆိုတန်တွေကျိမ်းမောက်ထုရိုက်တန်တွေအားလုံးကိုဂယုမဆိုင်သည့်အလားဥပစ်ကာပြုရင်အခန်းနောက်ကိုသွားပြီးထိုင်ချလိုက်ပါတယ်ပြီးတော့တန်တန်တွေကြားမှာလက်နိုင်ကတကောင်းအခန်းဘက်မှာရှိသောရီအိုးကိုအပုံးဖွင့်ပြီးတစ်ခွက်ခတ်တောက်တယ်တကောင်းကရင်ပေါ်ရင်ထိုင်ကအဖိုးကြီးလောက်ကင်ပုံကိုလှမ်းကြည့်ရင်တာဗာနိုကအမိုးကမရှိတဲ့ဟင်းလင်းပြမှာဆိုရင်ပိုအလုပ်ဖြစ်မယ်ထင်တယ်နော်
အမတ်မထင်ပြောလိုက်တော့သူစကားကြောင့်အဖိုးကြီးရေတောက်နေရမှလှမ်းကြည့်တယ်ပြီးတော့ရေအိုးဖုံးတဲ့ယူကက်ကိုပြန်ချရင်မင်းလဲတက်တယ်လားတကောင်းဟက်ကနေတစ်ချက်ရဲကနည်းနည်းပါပါဗျာသူစကားကြောင့်အဖိုးကြီးက6ကက်ကက်ရီတန်ကိုပြုတ်ရင်ဟုတ်ရလားကွငါအထင်တော့မင်းလဲပညာတဲ့တယောက်ပဲနေမှာပါခမညာဘာကိုကြည့်ပြောတာလဲအဖိုးကြီးကချက်ချင်းမဖြေဘူးခန္ဓာကိုယ်ကိုတစ်ချက်ပြင်ထားရင်ဒီရေအိုးဘေးမှာဇာတာတစ်ခုရေးထားတယ်လေပြီးတော့ခိုးဘက်နေရမှာလဲစာကြောင်းရှိသေးလားလို့သူပြန်မဖြေဖြစ်ဘူးငြိမ်၍ပဲနားထောင်နေလိုက်တယ်အခုငါတာဗာနိုရွတ်တာလေသိတယ်ဆိုတော့စကားကတဝက်တပြက်နဲ့ရက်သွားပါတယ်အဖိုးကြီးကဂရင်ပေါ်ထိုင်နေတော့သူ့ကိုလှမ်းကြည့်ကဘလို့လဲကွအိတ်ချင်နေပြီလားမအိတ်ချင်သေးပါဘူးဒါဆိုစင်းမအောင်ကွစကားလေးပါလေးပြောရအဖိုးကြီးလေတန်းကအာသက်တရောရှိကဖော်ရရိုးသားတာကြောင့်တကောင်းဂရင်ပေါ်မှာဆင်းလာခဲ့ပါတယ်ကျန်သူတွေအားလုံးကတော့လုံးဝဂယုမဆိုင်တော့အဖိုးကြီးကိုတောက်တခက်ခက်ကျင်းဝါရင်ပြန်လဲငြိမ်သက်သွားကြပြီတကောင်းအခန်းတော်ကိုသွားပြီးအဖိုးကြီးအနီးမှာထိုင်ချလိုက်တယ်သူနဲ့အဖိုးကြီးကြားမှာတန်တိုင်းတွေကလွဲပြီးဘာမှမရှိတော့ပါဘူးငါနာမည်ဝေလူကျက်နှစ်ထိုးရွာကအများခေါ်တော့ဆရာဝေလူပေါ့ကွာဟာဟာသူ့နာမည်သူပြောပြီးသဘောကျတယ်လို့ရှိပါတယ်ပြီးသူ့ကိုကြည့်ကမင်းကရောကျွန်တော်ကတကောင်သူ့နာမည်ကိုတက်ခါရေးယူရင်အဖိုးကြီးငြိမ်သွားတယ်တော်တော်ကောင်းတဲ့နာမည်ပဲကွဘလို့လဲမင်းကရောငါလို့အများအခေါ်ဆရာတကောင်းပဲလားကွဟေးတကောင်းစိတ်မပါစွာပြုံးမိလိုက်ပါတယ်ညမောင်းနေတာမို့အသက်မပါတော့သူ့အပြုံကိုကက်လက်အခန်းကအဖိုးကြီးဦးဝေလူမြင်ဟန်မတူပါဘူးမဟုတ်ပါဘူးကျွန်တော်ကဥယျင်သေးပါဟေးအံ့ဩသွားပုံရတယ်ပြီးအလင်းစလိုဖြင့်ဥယျင်သေးဆိုတော့တစ်ပင်ပန်းမင်တွေစိုက်တယ်တို့ပေါ့အင်းတူးတဲ့ကြားရောကောင်းနေလိုက်ပြီမဲ့တစ်ပင်စိုက်တဲ့လူကဒီမှာလာဖမ်းခင်နေရတယ်ဟုတ်လားဘလို့ဖြစ်တာလဲထုံမေးကုန်းကသူ့နှုတ်ပြားကိုထုတ်ချင်းပေါက်တိုးဆိုင်လိုက်တဲ့အဲ့တချောင်းမှာပဲစကားဆက်စရာမရှိအောင်နှလုံးသားနဲ့အတိအာယုံတွေတုတ်ဆိုင်နှွေးကွေးလွန်နေဘာပြောလို့ပြောရမှန်းမသိဘူးစဉ်းစားလေပြောမထွက်လေပါပဲဘယ်လိုပြောရမလဲတကောင်းကျင်းလာတော့နာမည်ခေါ်တန်းကြောင့်ရက်နေသူတွေအကုန်လုံးတကောင်းဆိုတာဘသူဖြစ်မလဲစိတ်ဝင်စားစွာစောင့်မျှော်ကုန်တယ်တုံလုံးချင်းကင်းစွာနဲ့ပဲရှစ်တလန်တို့ကကျွန်တော်တကောင်းပါတင်းငင်အေးစေးတဲ့သူ့စကားနောက်မှာရက်နေသူတွေပဲမဟုတ်ပါဘူးအဆောက်ရက်မက်တွေအားလုံးမှာသူ့ကိုတအောင်တငေးကြည့်လို့ထိုစဉ်မှာပဲနာမည်ခေါ်သူရဲမက်ကအတွင်းကိုဝင်သွားပါတမီးတော်ကိုယ်တိုင်ခါစားခံမှုစောင့်နေတယ်နေကြီးရဲ့နှွေးထွေးမှုကိုခိုးလုံလိုက်ရသလိုရင်ထဲမှာအုံတွေရှာတာသွားတယ်စိုးရိမ်စိတ်လည်းအနှဲငယ်ဖြစ်မိပါတယ်ဒီနေ့ဟာသူတို့တွေတစ်ပင်ကိုစီစိုက်ပြီး3ရက်မြောက်တော့နေပါပြောစကားရဥယျင်တော်တင်မှာမှုထမ်းခွင့်ရသူတွေကိုကြေညာပေးမယ်နေပေါ့အတွင်းကိုဝင်ဖို့အတွက်ရဲမေတယောက်ကဥဆောင်ခေါ်သွားတယ်အဆောက်ချက်တွေအားလုံးကိုလွန်တော့ဟိုးတော်တော်ဝေးဝေးမှာအဖြူရောင်ပဝါတစကိုရိတ်ကနေညင်းလိုက်ရလေရဲ့တေဝတ်ပြီးသားမို့မောမကြည့်ဝတ်ပါဘူးကိုရို့ပြီးပဲရဲမေခေါ်ဆောင်ရနောက်ကိုတိတ်တဆိတ်လိုက်သွားလိုက်တယ်ခြေလန်းအတော်ရောက်ချိန်မှာစပယ်ရီအတုံးယုံပွင့်တော်ရနံကိုရှူရှိုက်လိုက်ရတယ်စပယ်ပွင့်ချိန်မဟုတ်ပါဘူးဒီလိုဆိုရင်နှာသီးဝကိုတိုးတီလာတော့ရနံမှာထိတ်ထားလေးရဲ့ကိုသိန်းနံကလွဲပြီးတခြားမဖြစ်နိုင်တော့ဘူးတိုးသိပ်စွာနဲ့ပဲတရှုပ်ရှုပ်နှမ်းလိုက်တယ်တဖြည်းဖြည်းနဲ့ဇာနီဇာပြတွေကိုမျက်လုံးတောက်ဆုံးမှတွေ့ရတော့သူ့ရဲ့ရင်ခွင်ဟာလျှက်စည်းတွေပြိုင်ပြိုင်လက်ခံရပါပြီထိတ်ထားလေးကိုတွေ့ရတော့မယ်ဆိုတဲ့အသည့်နဲ့ရင်ဘတ်စီရော်တွေတဝုံဝုံညာတန်ပြီးလို့ဦးဆောင်သူရက်မဲ့ဒူးတောက်ချတော့သူလည်းပဲခေါင်းကိုငုံပြီးဒူးတုတ်ခါစားလိုက်တယ်နှလုံးသေးဖို့ရဲ့ဧကရီနဝသိငင်မင်းသမီးကိုတွေ့ကြမြင်ချင်းစိတ်အားမနိုင်မနှင်းထိန်ချုပ်လို့ပေါ့
သူစိတ်ထင်တယ်လို့မောကြည့်ခွင့်မရှိပါဘူးပြောချင်တယ်လို့ပြောဆိုခွင့်လည်းမရှိဘူးတေဖို့ကျိုးနိုစွာဒုထုတ်ခါစားရပြီမကြခင်ပဲနတ်မင်းကရှောက်တင်တန်ကိုကြားရတယ်တင်မာသည်တခင်မရမန်နဲ့မနက်ခင်ကတည့်ပြိုးပင်စိုက်ပြိုးသူတကောင်ရှေ့တော်မောက်ခါစားရောက်လာပါပြီရဲမရဲ့တင်လျှောက်တန်ဆုံးတော့တကောင်ဆိုသူအယက်သားမော်ဖူးစီချိုးတာပင်မဲ့အမိတ်တန်ဆန်းနေဘင်းရင်တမီတော့ဆိုတော့နန်းငွေနန်းသက်တွေလွှမ်းခြုံနေတာမဆမ်းပါဘူးမှောင်မိုက်တော်ညရံမှာတကန်းတနာထွက်ပေါ်လာတဲ့လာမင်းကိုမော့ကြည့်သလိုမျိုးတနာတော်မူသောစကားနဲ့ညီဖူးမြော်တော့ဘဝဆိုတာအင်းမြောက်လောက်နဲ့ပဲထိုက်တန်ပြည့်စုံလို့သွားပါပြီကနုကမာရီရဲ့ရင်သွေးငယ်ပလဲလုံးလေးအလားသူ့မမျက်နှာတော်ကဖြူစင်ဝင်းဖန်နေတယ်ပင်လယ်သမုဒ္ဒရာရေကိုကုံအောင်တောက်ပြီးမွေးဖွားတက်ဆင်းလာတယ်လို့မျိုးအသားရည်တော်တွေကစိုးဖက်စိမ့်အီလို့ဒါတွေကိုမတက်မှတ်ပါဘူးစာပေကိုနှက်ဆက်လောကဒဏ်ကိုပကတ်တွင်းမှတိုက်ခတ်ရင်ဆိုင်လာရသူမို့မမြဲသောသဘောကိုကောင်းကောင်းနားလေတယ်သူ့ရဲ့ထိတ်ထားလေးဟာနောက်10နှစ်အနှစ်20ယခုလိုလှနေပါအောင်မလားဝေခဲရမခတ်ပါဘူးလုံးဝမဖြစ်နိုင်ဘူးဆိုတာသိကြပါတယ်ဒါတွေဟာတန်မိုးမရှိတဲ့အပေါ်ရန်အရေးပြားတွေပါသူချစ်တာဒါတွေမဟုတ်ပါဘူးချမ်းသာမှုကြော်စောမှုအမိတ်အာနာဒါတွေလည်းတခုမှမဟုတ်ပြန်ဘူးဒါဆိုဘာကိုချစ်တာလဲလို့မေးရင်လဲသူမဖြေတတ်ဘူးနံပေးမှာရဲမဲ့တရောင်နဲ့လှမ်းတူမှသတိဝင်သွားတယ်သတိဝင်ချိန်မှာထိတ်သားလေးကသူ့ကိုနောက်ထပ်မိတ်မှုလို့ပြီးပါပြီထိတ်သားဘာမိတ်လိုက်မှန်းသူမသိဘူးဒီအခါမှာထိတ်သားဘေးမှာရှိသောဝက်လဲတော့နွမ်းနွမ်းနဲ့မိမကြီးကဝင်ထောက်ပြီးတယ်တရက်ပင်မှာဘာလို့စာရေးသွားတာလဲထိတ်သားသိကျင်နေတယ်လက်နှစ်ဖက်ကိုမြောက်၍တင်မာသည်တခင်မဖေဟာတရက်ပင်၌စာရေးခဲ့သည့်အကြောင်းရင်းမှန်မှာဒီအပင်ရှင်သန်ကြီးထွားရာကြံ့အင်လက္ခဏာအပြည့်စုံကိုတင့်နေပြီးဖြစ်နေတာကြောင့်ပါဘလို့များသိရတာလဲအယက်သားအိုးရင်တော်ဆောင်တွေပြောတာကတစ်ပင်ဆိုင်ချိန်မှာတင်ဆိုင်ပြိုးပုံကအများနဲ့မတူတမှုထူးနေတာဆိုတာယာချိုးလေတော့အတန်တော်နဲ့မေးလာတော့မကွယ်မဝတ်တန်တင်ရှောင်မိပါတယ်ဟုတ်မှန်သည့်အတိုင်းတင်ပါသည်ဂျိုကြီးကိုလုံးနက်ခတ်29လုံးနီလာကျဲတကုံတာယာအပေါင်းတို့ဟာသူ့နေရာနဲ့သူ့လမ်းကြောင်းနဲ့သူမှန်ကန်စွာတည်လဲရှိပါတယ်လူတို့မွေးချိန်မှာအန်တာအခါကိုကြည့်၍ဇာတာဖွဲ့ဆိုရပါတယ်ဇာတာဟာထိုလူတဦးတယောက်အတွက်တသက်တာပတ်လုံးမှန်ကန်သည့်ဖြစ်ပျက်မှုကိုဖော်ပြပေးနေပါလိမ့်မယ်အချိန်ရဲ့အကောင်းဆုံးဂျိုစင်းဂျိုတက်တို့ရဲ့ကောင်းချိန်ဆိုးချိန်ကိုသိပေမဲ့လူတွေရဲ့မွေးဖွားချိန်ကိုကြိုမသိနိုင်လို့ထိုလူအတွက်ဘဝကံကြမ္မာကိုပြောင်းလဲလို့မရနိုင်ပါဘူးမွေးဖွားချိန်ကိုမူတည်ပြီးတော့ပဲအကောင်းဆုံးကိုချင့်ချိန်လို့ရပါတယ်တို့ပေမဲ့လူမဟုတ်သည့်တခြားအရာတွေမှာတော့ထိုသဘောကိုသိလျင်လူတို့လိုပြောင်းလဲလို့ရနိုင်ပါတယ်အရှင်စကားတဝက်ကျတော့မင်းသမီးကသူ့ကိုမမိတ်မတုံကြည့်နေတယ်သူပြောတဲ့စကားတွေကိုနားလည်ဖို့မရပါဘူးထို့ကြောင့်အယိုးရှင်းဆုံးစကားတွေသုံးပြီးတစ်ပင်ဆိုင်ရဲ့အချိန်တွက်ခဲ့ဖို့ကိုယ်တိုင်အခါပေးခဲ့ပုံပြီးတော့ထိုအချိန်အခါတိုင်းအတိအကျလှုပ်ဆောင်ခဲ့ပုံတွေကိုရှင်းပြလိုက်ပါတယ်ဒီတိအောင်နားလည်ဖို့မရဘူးဒါပေမဲ့ဒါဆိုဟောဒီဥယျာဉ်ထဲမှာတစ်ပင်တွေအကုန်လုံးကိုအချိန်အခါရွေးဆိုင်ရင်တင်ပြောသလိုဖြစ်မယ်ပေါ့မဆိုလိုပါဘူးဒါပေမဲ့အတိုင်းတိုင်းပြည်ပြည်မှာရှိတဲ့ဥယျာဉ်တွေအားလုံးထက်ထိတ်ထားလေးရဲ့ဥယျာဉ်တော်ဟာတာလွန်လှပနေမှာတော့သိကြပါတယ်ရွှေမျက်နှာတော်ဝင်းပသွားတာကိုမြင်လိုက်ရတယ်ပြီးတော့လက်တစ်ဖက်ကိုမြောက်ကကောင်းပြီတင့်ကိုဥယျာဉ်ရာထူးပေးသနာလိုက်မယ်အခုအချိန်ကစပြီးထိတ်ထားရဲ့ဥယျာဉ်တော်ကိုအလှဆုံးအဝေးစားဆုံးပြိုင်ဘက်အကင်းဆုံးဥယျာဉ်တစ်ခုဖြစ်အောင်ဖန်တီးစူးစမ်းပြီးတော့ရှင်တွင်မှာတက်လက်လက်ဖြစ်သွားတယ်ကိုယုံကြည်ထားပေမဲ့အိမ်မြလောက်တည်မထင်တာပါဘူးဥယျာဉ်တဲ့ရာထူးတဲ့ဥယျာဉ်တဲ့ဆိုတာဒီဥယျာဉ်ကြီးတစ်ခုလုံးကိုဦးစီးဥကင်ဆောက်ရရမယ်ခေါင်းဆောင်ရာထူးပေါ့အမြင့်ဆုံးဆုလက်အတွက်ကျဉ်တ်စွာခံယူဖို့တင်လျှောက်ရင်ပြင်ဆင်မှာပဲနောက်ဖက်စီမှာတစုံတဦးရုပ်သက်သက်ပြေးလာတဲ့ကိုကြားရတယ်ပြီးတော့သူနဲ့ရှင်ပြီးသမီးတော်ရှေ့မှာဒူးထောက်ပါတယ်ဘေးကိုစောင်းငယ်ကြည့်မိစဉ်ထိတ်ထားလေးဖေ
ဖုံးတော်ကြီးဖျားကယခုချက်ချင်းရွှေနန်းတော်စီပြန်ကြခဲ့ဖို့အမိန့်တော်ဆင့်လိုက်ပါတယ်အလင်းစလိုဖြစ်နေတော့ထိုးလူလျှောက်တင်စကားကြောင့်ဖုံးတော်ကြီးဖျားမှာဘာအများအရေးကြီးကိစ္စပေါ်လို့လဲအမောင်ငယ်ဝမ်းသာအားရလျှောက်တင်တဲ့တခုပါပဲဝေသာလပြည်တစ်ခွင်မှာထကြွလျက်ရှိသောခိုးသားတွေကိုဖမ်းဆီးပေးဖို့ဆရာတဦးပေါ်နေပါပြီဟင်တကောင်းအာမေဒိတ်တန်ထွက်သွားသလောက်တမီးတော်ကတော့နှုတ်ဆက်ကားသွားလျက်ထိုဆရာမှာခိုးသားများကိုဖမ်းဆီးရန်အစီရင်ပြုလုပ်တော့မှာဖြစ်တဲ့အတွက်ဖုံးတော်ကြီးဖျားကတမီးတော်ကိုပြန်ကြွခဲ့ဖို့စင့်ခေါ်ခိုင်းခြင်းဖြစ်ပါတယ်ဖျားအရာအလုံးဟာတိတ်ဆိတ်နေတတ်ကသွားတယ်ဘာကြောင့်မှမသိထိတ်ထားလေးမျက်နှာတော်မှာတမန်တဲ့ငေးရင်လေးနဲ့လို့မကြပါဘူးနောက်လိုက်နောက်ပါရန်ရွေတော်ပေါင်းခြံရံလက်ခမဲတော်ရဲ့အလိုအတိုင်းရွှေနန်းတော်စီပြန်လဲကြွချီလို့သွားပါတော့တယ်သူမရောက်သွားတော့ညီလာခံခမ်းမကြီးတစ်ခုလုံးအကြတံမြမကြားရအောင်တိတ်ဆိတ်လျက်ရှိနေသည်အတွင်းစင်းကြံဝမှာရက်နေသောတကားဆောင်နှစ်ဦးမှာသူမကိုတွေ့တော့လှန်ရှိကိုစီမြောက်ပြီးဒူးထောက်ယူသည်ပေးကြသည်ညီလာခံခမ်းမကြီးရဲ့စီချဲထားသောပလင်ပေါ်တွင်ထိုင်နေသည့်ခမဲတော်သူမကိုတွေ့တော့ခမဲတော်ကကောင်းကြီးပြသည်တန်တော်ဆင့်ကသမီးတော်နဝသိင္ကြီးမင်းသမီးကြွလာပြီဖြစ်ကြအကြောင်းကြတော့ခမ်းမကြီးတွင်ရှိနေသူတွေအကုန်လုံးလမ်းဖယ်ပေးကြသည်ဒိန်းတော်ကြီးကိုနောက်မှထားကသူမအတွက်စီစဉ်ထားသောတလွန်ညောင်းဆောင်စီတို့ရှောက်သွားလိုက်၏ထိုင်တော်မူပြီးတော့မှအောက်တွင်ခါစားနေကြသူများကိုတေချာကြည့်မိတော့တွေ့မြင်နေကြလူတွေဖြစ်ပေမဲ့ခမဲတော်ရှိတဲ့တွင်ခါစားနေသူကတော့ထူးခြားကနေ၏အသားရောင်ညိုမောင်ကသပင်ကိုမိန်းကလေးများနေသူစတုံးရှူထားပြီးထူးခြားစွာပါးပြင်ပေါ်မှအမွေးမြင့်များရှိတွဲကြနေသည်အသက်မှမငယ်တော့တွင်ပြင်လက္ခဏာထူးခြားသည်မို့အသက်ကိုမခံမှန်းတတ်လူလက်ပိုင်းမကတာတော့သိကြသည်သူမအကဲခတ်နေစမှာပဲတက်တော်ရှိအမတ်ကြီးကဟော်ဒီပုဂ္ဂိုလ်ဟာဖြင့်ကျွန်တော်မျိုးတို့ဝေတာလာပြီးတခွင်ပုတ်ကန်နေကြတော့ခိုးသူခိုးသားတို့အားလွဲလင့်တကူလက်ရဖမ်းဆီးနိုင်ကြောင်းတင်လျှောက်လာသည်ဆရာရုဏဆိုသူပဲဖြစ်ပါတယ်ဖုံးတော်ကြီးဖေဟာပြီးတော့တက်တော်ရှိဖိုးဖိုးကပဲဟောတာကခိုးသားတို့ကိုဖမ်းဆီးရာတွင်ဆရာရုဏအသုံးပြုသည့်တခိုးဖမ်းအင်းမဲဖြစ်ပါတယ်တက်တော်ရှိဖိုးဖိုးကခမဲတော်စီတို့တခိုးဖမ်းအင်းဟူသောအရာကိုဆက်တာပါသည်သူမစီတို့လည်းအရင်တော်ကြီးမှတဆင့်ဝါကြကြဆောက်ရအောင်တွင်ရောက်လာ၏ယူကြည့်လိုက်တော့ဆက်တာလာတော့အင်းကိုကြည့်ပြီးခမဲတော်ကဘလို့အသုံးပြုရမှာလဲဟဲ့ရုဏရှောက်တင်စမ်းခမဲတော်ရဲ့မိတ်ကြားမှုစုံစုံချင်းမေးသည့်အတွက်တင်မာသည်ဖုံးတော်ကြီးဖျားရုဏဟူသောဆရာရဲ့ရှောက်တင်တန်ကခန်းဆောင်ကြီးတစ်ခုလုံးဖုံးသွားပါသည်အတ္တမအရှား၍ဟိန်ထွက်ကနေ၏တေချာလေးကျင်ထားသောဩဇာအာဏာတံမြန်တိတာလာသည်အရှင်းလက်တွင်ရောက်နေသည်မှာရှေးရှေးဆရာပညာစော်တို့ပါရမီဖြည့်စည်းဖန်တီးဆင်အပ်သောတခိုးပန်းအင်းဟူ၍ဖြစ်ပါရဲ့ရှင်မင်းကြီးထိုအင်းကိုစီကံလိုက်နာအသုံးပြုပါလျင်တောင်းကျမ်းထကြစိုးမိုက်သူတို့အားလွဲလင့်တကူဖန်ဆီးရနိုင်ပါရဲ့အရှင်အသုံးပြုပုံကိုတင်စမ်းဟဲ့နှလုံးပီတိကွမ်းစင်ထိတကယ်တော့အားတက်တယ်ရောခမဲတော်မေးဆန်းတော့အသုံးပြုပါလျင်တိမ်ဝင်တပိတ်ခွဲတစ်လုံးလိုပါတယ်မစစ်စီ9တက်သားထည့်ပြီးဂါသာတစ်မျိုးကို38အုပ်စုပ်ရပါမယ်ပြီးလျင်ကအရက်ထဝင်းကျင်တိုင်အောင်ပသ၍ပွဲဆောင်ခင်းပြီးလျင်မိထွန်းရပါမယ်မိထွန်းရမှာငပြောသီးလေးလုံးအုံးလေးစံလက်ဖက်လေးတော့မုတ်လေးရှက်ကွမ်းလေးရာတို့နှင့်တကွပသပူဇော်ပြီးလျင်တကိုးကြီးဖျားရှိတော်တွင်တစ္ဆာပြုရပါမယ်အတို့ဆိုလင်ဖြင့်ခိုးသားများမနေနိုင်အနှင်းနှင့်မြန်ဂါထာဆုတ်သောဆရာစီတို့လာရောက်ဥတိုက်ဝင်ချတောင်းပန်ရပါသည်ရှင်မင်းကြီးဆရာရုဏတင်လျှောက်တန်အစုံခမ်းမကြီးတစ်ခုလုံးအုံအုံကြွကြွဖြစ်သွားပါသည်ဘုန်းတော်ကြီးဘုရားကိုယ်တိုင်ရှိနေလို့လားတော်တော်သည်မဟုတ်ပါကဝဝကွဲဆုညံသွားမှသိကြ၏တခြားလူတွေမသိသူမကတော့ရုဏလျှောက်တင်တန်ကြောင့်စက်သိန်းတို့ပင်ဖြိုးဖြိုးပြင်းပြင်းထားမိသည်လေကြွားလာကြီးရဲ့ဆရာသမားရဲ့လို့လည်းစိတ်ထဲမှာပြောမိသေး၏ဟုတ်မဟုတ်ဆိုသည်ကစောင့်ကြည့်ရမှာပေါ့သူမလိုပင်ခမဲတော်ဖះကလည်း
တေချာရက်လာဘုရုနာရဲ့တင်လျှောက်သူကတော့ပြတ်သားပါသည်တခွန်းနဲ့လိုအပ်သည်နှင့်ဖန်စီခွင့်သာပေးစီလိုပါသည်အရှင်နောက်ပိုင်းစကားတို့ကိုသူမှမကြားရတော့ဘုရုနာဤအင်းကိုအသုံးပြုပြီးဂါထာဆုပ်ယုံဖြင့်တကိုးကိုဘလို့ဖမ်းမိမလဲသိကျင်မြင်ကျင်လှပြီမကြပါခမဲတော်ဤအလိုပြည့်စီဟူသောခွင့်ပေးတန်ကိုကြားရပြီးတကားလားခမဲတော်ကယရနာစင်တော်နှင့်ကြွ၍သူမကတော့ညင်းဆွဲရထားပြတာလိုက်ပါလာခဲ့သည်ဆရာဝရုဏကိုခွင့်ပေးတော်မူပြီးသည့်နောက်ကြည့်ရှုရန်ခမဲတော်ကိုယ်တိုင်ကြွချီလာခြင်းဖြစ်ပါ၏ဝေတာလတိုင်းတစ်ခွင်မှာဖျားစီသည့်ဘလူတော်များစွာရှိပေမဲ့တပီလုံးတက်ဝင်ယုံကြည်သောတကူကြီးဖျားတဆူသာရှိပါသည်ယခုသူမတို့တွင်ထိုစေရီကြီးရှိရာစီသို့တွားကြခြင်းဖြစ်၏ဇေဒီတိထားကိုကွယ်ရာကုန်းမြေအောက်ခြေကိုရောက်တော့ခမဲတော်ကရတနာစင်တော်တက်မှဆင်းကခြေနှင်းအစုံကိုချွတ်ပြီးဇောင်းတန်းလေကားထစ်တွေအတိုင်းဥဆောင်ကတက်သွားပါသည်သူမသည်လည်းယထာထက်မှဆင်းကခြေနှင်းအစုံကိုချွတ်ရသည်ထိုခြေနှင်းကိုတော့အထိန်တော်ကြီးကတရုတရာကောက်ယူကင်ပေး၏ရင်မြင်တော်ပေါ်ရောက်တော့ခမဲတော်ကဥဆောင်ကပါလာသူအားလုံးဇေဒီတော်ကိုဥခိုက်ရှိခိုးကြပါသည်သူမသည်လည်းရိုသေလေးမြတ်စွာရှိခိုးကြော်ပြီးတော့ဇေဒီအထက်ပိုင်းထီတော်စီတို့မော့ကြည့်မိစဉ်အချိန်အားဖြစ်တော့ခဏလေးပါပဲဒါပေမဲ့သူမစိတ်ဝဲမှာနှစ်တွေအတင်ချေကြာမြင့်သွားသလိုဆွတ်ဆွတ်နစ်နစ်တရစ်လွတ်မတက်ထိတ်ထားလေးဖုန်းတော်ကြီးဖះတို့မြောက်ဘက်တစ်စောင်းမှာနေရာယူပြီးနေပါပြီဟင်ဟုတ်လားထိုအခါမှတရစ်ကိုထင်းကထရလိုက်သည်ပြီးအထင်းတော်ကြီးဥဆောင်ရာနောက်ကိုခက်တွက်လိုက်သွားတော့မြောက်ဘက်တစ်စောင်းမှာခမဲတော်ကယာယီတဲနဲ့ဆန်တော်မူနေပြီနောက်ပြီးဆရာဝရုဏရဲ့လုပ်ပုံကိုင်ပုံတွေကိုစိတ်ဝင်တစားကြည့်ရှုနေ၏ဆရာဝရုဏမှာကဇေဒီကြီးချင်းရင်တော်၌တပိတ်ကွဲတစ်လုံးကိုကင်ကပွဲဆောင်ခင်းပြီးဂါထာတပုတ်ကိုရွတ်ဆိုနေသည်စီမီအမွှေးနဲ့သားနှင့်လိုအပ်သောပစ္စည်းများကိုလည်းပူဇော်ပတ်တာကထား၏အချိန်တော်ကြာရွတ်ဆိုပြီးတော့လက်တွင်းမှတပိတ်ကွဲကိုဇေဒီတော်ခြေရင်းနေချကမျက်နာကိုမော့ပြီးဥသုံးချိန်ချသည်ထို့နောက်မှာတော့လဲရင်ဆွဲထားသောပတိကြီးကိုချွတ်ကတကြောက်ကြောက်စိတ်တော်၏သူမတို့မှာတော့ဘာတွေဖြစ်လာမလဲစိုးထိတ်စိတ်ဝင်စားလျက်ဖျားရင်မြင်တော်တစ်ခုလုံးပတိတန်မှတပအရာရာတိတ်ဆိတ်လည်းရှိနေသည်နေမှာပြင်းပြင်းပူနေ၏တို့ပေမဲ့ဝရုဏခေါ်ရင်သူဆရာတဦးမှာတော့ပူပြင်းသောနေရာအောက်မှာပင်တင်မြေခွေထိုင်ကပတိစိတ်လျက်ကြောက်ပရိတစ်လုံးနှင့်တစ်လုံးထိတန်ကတိတ်ဆိတ်သောပတ်ဝန်းကျင်မှာအတန်ညီညီထွက်ပေါ်ကနေသည်ပရိတစ်ပတ်ဆုံးသွားခြင်းမှာဖះကိုဦးကြ၏ပြီးတော့ဖုံးတော်ကြီးဖះဆန်ရာယာယီတန်းတန်းတွင်သို့ဝင်ရောက်ခါစားကယနေ့ညခိုးသားတို့လှုပ်ရှားထကြွလင်ထိုးသောခိုးသားတို့ကိုလက်ရဖမ်းဆီးပေးပါမည်ကျန်ရည်သူတို့သည်ကတည်ငြိမ်ခြင်းမဲ့၍နက်ဖြန်နဲ့မိုးတောက်လက်သောအကျော်ထံသို့လာရောက်ဝင်ချတောင်းပန်ကုန်ပါလိမ့်မည်ဖုံးတော်ကြီးဗျာတစားမျိုးတစ်ခုလုံးမှာဟာကနေညသည်တည့်ရိပ်မှောင်နေ၏မှောင်ရိပ်ကိုအားပြုကာလူတစုမြို့အနောက်ပိုင်းအိမ်ကြီးတအိမ်နီးသို့တိုးကပ်လာနေကြသည်နောက်လူတစုကလည်းမြို့ဆင်ခြင်ပုံအနီးအိမ်ကြီးတအိမ်နာမှာနေရာယူထားကြ၏တမူးရာဇတမိန်ဦးဆောင်သောအဖွဲ့နှစ်ဖွဲ့ဖြစ်ပါသည်ဆရာဝရုဏ၏ပြောကြားချက်အရဤအိမ်ကြီးနှစ်အိမ်အနီးမှာနေရာယူထားခြင်းဖြစ်၏အမှန်တော့အဖွဲ့မှာနှစ်ဖွဲ့မဟုတ်သုံးဖွဲ့တတိယအဖွဲ့နေရာယူထားရာကတကြွယ်တို့နေထိုင်ရာအင်ကြီးအိမ်ကောက်အနီးဝန်းကျင်မှာမဟုတ်ခြုံနယ်ပိန်ပေါင်းတို့ထူထပ်များပြားနေသောဖះเจ้าဝန်းတစ်ခုအတွင်းမှာဖြစ်၏ထိုအရာကပင်ထူးခြားလိုနေပါသည်ဘာကြောင့်ဖះเจ้าဝန်းအတွင်းမှာနေရာယူခိုင်းထားတာနည်းစဉ်းစားဖို့ကောင်းလေသည်အမောင်ကိုအားပြုကာလှုပ်ရှားနေခြင်းဖြစ်သည့်အပြင်လေ့ကျင့်ရင်ဝသောရဲမြန်များဖြစ်သည်မို့သူတို့လှုပ်ရှားမှုကိုမိသူများတတိမထားမိကြရိတ်ခနဲဖြင့်ခဏအကြာမှာပဂရိအတိုင်းပြန်လဲတိတ်ဆိတ်သွားလေတော့သည်ညအမောင်ဆိုသည်ကလည်း၍ဘားမြကွဲလဲမှုမရှိတော့တမျိုးလုံးသည်ကအိမ်မောကြတဲ့အောင်ငြိမ်သက်လို့မြို့ထဲပိုင်းစီမှခွဲဟူတန်းကအစပြုလိုက်သည်ထိုအခါမှာကြားရအယမခွေးတွေအားလုံးဇက်တိုက်ဆိုသလိုလိုက်ဦးကုန်တော့၏မှောင်ရိပ်ထဲမှလူတချို့လှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်အထူးသဖြင့်
ကျောင်းဝင်းကြီးအနှွေရောက်နေသောရဲမှန်များမှာပိုဆိုး၏သူတို့ဝင်းကျင်၌ခွဲဥတန်တွေကြားမကောက်အောင်စူးညံနေသည်မဟုတ်ပါလားဒါသည်ပင်မကောင်းမှုရဲ့အငွေ့တလားခွဲဥတန်များကြားရမှတမျိုးလုံးပုံမတိတ်ဆိတ်သွားသလိုခံစားရသည်ထိုခွဲဥတန်တွေကပင်အမောင်မှလှုပ်ရှားမိဒုစရိုက်သမားများအတွက်အကာအကွယ်ကောင်းတစ်ခုပဲလားလူတအူရှင်းအောင်ပြောရပါကရဲမဲ့တအူနာမည်ကမိုးသည်သူရောက်ရှိရာနေရာကဖះเจ้าဝန်းကြီးအတွင်းတနေရာမှာလေးပံလေးတန်လုံးခွဲဥတန်တွေကြားရပြီးနောက်မှာတရိုးပေါ်လက်တင်ရင်သတိရှိပြီးဖြစ်နေတော့သည်ကြံသူတွေတော့မသိသူကတော့ကျောင်းဝင်းအုတ်တိုင်းကိုမှီရင်ဇေဒီတော်ကြီးပတ်လှဲ့ကသတိမပြတ်တော့လေးအေးအေးကစက်သိန်းထဝယ်တိုက်ခတ်နေ၏ဒီအငွေ့သက်ကိုသူမကြိုက်သူ့အတိုင်းပင်တခြားရက်မှတ်တွေလည်းသတိပိုနေမှသိကြသည်နောက်ပြီးသူစဉ်းစားလို့မရတာတခုလည်းရှိသေးသည်ဘာကြောင့်ဤစီဒီဝင်းကြီးအတွင်းမှာကိမုတ်ချထားတာနိအရာအားလုံးကမျက်စိကျစရာမရှိအိုဟောင်းနေပြီဇေဒီကြီးမှာအိုဟောင်းယုံပင်မဟုတ်ပြိုကျလိုပင်ဇေဒီထီးတော်မှာရောတန်ကြီးထက်ထက်ဆွဲကရွှေရောင်ကင်းပြောက်တာဖြင့်တက်ကရိကြာညောင်းလာနေပြီစိတ်ဖူးတော်တကူသာအယောင်မိန်မိန်လက်လက်ရှိနေတော့မှဒါပါပဲဤစီဒီဝင်းကြီးတစ်ခုလုံး၌ခိုးသားတို့မျက်စိကျစရာဘာမှရှိမနေပါဒါကိုဘာကြောင့်ကြည်နေရင်းနဲ့ရှေ့တက်တဲ့ဇေဒီတော်ပေါ်မှာရိတ်ခနဲလှုပ်ရှားမှုတစ်ခုမြင်လိုက်ရသလိုလူကထိတ်ခနဲဖြစ်သွား၏တယိုးကိုဆွဲကတေချာထက်ကြည့်တော့မမြင်ရတော့ပါချီအမြင်မဲမှားသွားတာလားလက်မထွက်ကြက်မရှိဆိုပေမဲ့ညအလင်းလေးနည်းနည်းတော့ရှိသေးသည်ထို့အလင်းကိုအားပြု၍ဇေဒီကိုမမိတ်မတုံထက်ကြည့်ဖြစ်၏သူအမြင်မှားခြင်းပဲဖြစ်ပါလိမ့်မည်ရိတ်ခနဲလှုပ်ရှားမှုလိုမြင်လိုက်ရပေမဲ့တကယ်ကဘာမှရှိမနေပါတခြားဆောက်ရက်မက်တွေကိုအခက်ခဲကြည့်တော့လေအေးအေးတတပင်ဖြစ်သည်မို့တယိုးမလက်ကိုခွာလိုက်၏ပြီးတော့အုတ်တိုင်းကိုကြောမိကပြန်လဲငြိမ်ဝတ်နေလိုက်သည်ခွေးဥတံများလဲတိတ်သွားပြီဖြစ်ရာမကြလိုက်ပတ်ဝန်းကျင်ကမူလအတိုင်းပြန်လဲအိမ်မောကျသွားလေတော့သည်ညကောင်းငင်တွင်အနက်ရောင်ဝိယုတစမျောလင့်သွားသည်ဆိုတာကိုတော့မိသူမျှသတိမထားမိလိုက်မကြမီအချိန်တွင်မြို့အနောက်ဘက်နှင့်စင်ကြေပုံးတော်ဝိုက်တွင်စူးစူးညံ့ညံ့အတန်များကိုကြားရ၏ကြက်တည်းမရှိလိုက်တာကွာကန်စီရဲ့ဆိုင်းမစင်ပုံမစင်စကားကြောင့်တကောင်းကြောင်သွားတယ်ဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲကွတမူးရာဇတမင်ဥဆောင်တဲ့အဖွဲနှစ်ဖွဲ့ညကခိုးသားတွေကိုဖမ်းလိုက်နိုင်ပြီဟေးဟုတ်လားပါဇက်ကလှုပ်ခနဲ့ထွက်သွားပြီးမှဘသူတွေနဲ့လဲကန်စီအနောက်ပြားရွာကကောင်းနေပါကွာအစားအသောက်ကြက်တဲကြလို့လှုပ်တယ်ထင်တာပဲအနှင်းငယ်တော့စိတ်အေးသွားရတဲ့ကန်စီကစကားဆက်ပါတယ်ဆရာဝရုဏကတော်တော်စွမ်းနေနော်သူကင်းမုတ်ချထားခိုင်းတဲ့အိမ်တွေကပဲဖမ်းမိတာဆရာဝရုဏဆိုသူကိုသူမမြင်ဘူးပါဘူးစွမ်းမဆွဲဆိုတာကတော့ရုပ်ရက်ကတက်တည်ပြနေပါပြီသူတို့ရှောက်လာရလမ်းတစ်လျှောက်မြင်တွေ့ရသမျှပြည်သူတွေမှလည်းပြုံးလို့ပြောလို့ဒါကြောင့်အိမ်ကထွက်လာကြတဲ့ကလမ်းပေါ်မှာလူတွေစီနေပါတယ်လို့ထင်မိတာပါယခုဆိုကန်စီလဲဖျားတစ်စောင်းတန်းမှာပေါက်ပေါက်ဆိုမရောက်တော့ဘူးသူနဲ့လိုက်ပြီးထိတ်ထားရဲ့ဥယျာဉ်တော်တိဆောင်ရေးမှာဝန်ထမ်းတစ်ယောက်ဖြစ်နေပြီတနေရာရောက်တော့ဆူဆူညံ့ညံ့အတန်တွေကိုတက်ကက်နဲ့ကြားရတယ်လှမ်းမြော်ကြည့်တော့ဇရက်တစ်လုံးပေါ်မှာလူတွေမနှဲပါဘူးသူတို့ပုံစံတွေကတော့လမ်းမှာတွေ့လာရသောမျက်နှာတွေနဲ့လုံးဝကိုကွဲလက်ထွက်နေတယ်အားလုံးကတနေရာစီမျှော်ငေးရင်တောက်တခက်ခက်မကြင်မချမ်းဟန်တွေမှာလဲမျက်နှာပြင်အပြည့်ကန်စီကမနေနိုင်မတန်နိုင်နီးစပ်ရာပုဂ္ဂိုလ်တယောက်ကိုလှမ်းပြီးတော့နောင်ကြီးတို့ဘာဖြစ်နေကြတာလဲဗျပြန်ပြေတယ်မကြားရဘူးထိုစဉ်မှာပဲလူတယောက်စီရဲ့အောက်ဘက်ကနေမောကြီးပန်းကြီးပြေးတက်လာကကြည့်လို့ရပြီဗျို့ကြည့်လို့ရပြီဖုံးတော်ကြီးဖျားကပြည်သူတွေကိုကြည့်ခွင့်ပြုဖို့အမိန့်ချလိုက်ပြီဟေးဟာဦးအာမိန်ဒိတ်တန်တွေတခန်းနဲ့ထွက်ကဇရက်ပေါ်ရှိနေသူတွေအကုန်လုံးအောက်ကိုပြေးဆင်းကုန်ကြတယ်ဖုံတွေတူလူလွင့်နေတော့လမ်းလေးစီဥတီ၍လက်ကမောက်ခတ်သူခတ်အော်ဟစ်သူကအော်ဟစ်နေဘာတွေလဲထိုမင်းကုန်းကသူနဲ့ကန်စီနှစ်ဦးလုံးနားမလည်စွာမင်းမိကြတာပါကန်စီကတော့ခုနပုဂ္ဂိုလ်ကိုလက်မလျှော့ပဲထပ်မိတယ်နောက်ကြည့်ပြောပါအောင်ဗျဘာတွေဖြစ်နေကြတာလဲ
တိကျင်လိုက်ကြည့်တော့ပြို့ကျုပ်ကတော့သွားတော့မယ်ထိုလူကလှမ်းអော်ရင်ပြေးထွက်သွားတယ်သူနဲ့ကန်စီတယောက်ကိုတယောက်ကြည့်ကဘာလို့ရမှန်းမသိအချိန်နဲ့အတော်ထူးကြတာမို့လိုက်ကြည့်ရအောင်ကွာသူ့စကားကိုကန်စီမငင်းပါဘူးအပေါ်ဘက်စီမှာဖုန်နေတလိမ့်လိမ့်ပြေးနေတယ်အရက်မျက်နှာအနှက်မှာလူတွေလည်းအပြေးအလွှာရောက်လာကြတယ်အတော်ဝေးဝေးကလေးကလှမ်းမြင်ရတယ်တက္ကနက်များပြားလာသောလူအုပ်ကြီးတစ်ခုတိုးဝေကြက်ညက်ကအရှိစီကိုအားသက်တရောကြည့်ရှုနေကြတယ်သူတို့ရောက်သွားတော့ရှေ့မှာတွေ့ရသည်ကအိုဟောင်းနေပြီဖြစ်သောဇေဒီကျောင်းဝင်းကြီးတစ်ခုပါခြုံနယ်ပိတ်ပေါင်းတွေထူထပ်များပြားနေတယ်အလဲမှာကညံတော်မြင့်ဇေဒီကြီးတစုဇေဒီမှာလည်းတက်ကရစ်သူကြားညောင်းကဟောင်းနှွမ်းလို့ဇေဒီအောက်ပပက်လဲမှာကအဆောက်ကျက်ပေါင်းများစွာစောက်ကျက်လျက်ရှိနေပါတယ်လူတွေအားလုံးကထိုဇေဒီကြီးစီကိုမမိတ်မတုံစိုက်ကြည့်နေကြတာပါဘာကိုကြည့်နေကြကြမလဲသူတို့မသိဘူးမင်းမယ်ပြင်တော့အရှိစီမှာလူနှစ်ယောက်ရဲ့စကားတန်ကိုကြားရတယ်ညကလေးကဒီအနီးနားမှာတက်တွေချလာတာဗျဒါကိုဘယ်ချိန်လာခိုးသွားမှမသိလိုက်တာပေါက်ပေါက်ရှာရှာဗျာခိုးစားစရာရှားလို့ဒီတခိုးတော့ဖြစ်လျာဘွားငဲခင်မှာတေးကြတယ်နောက်တစ်ယောက်ကဝင်ပြောတယ်အမြန်ဆုံးဖမ်းမိပါစေလို့ပဲဆုတောင်းရတော့မှာပေါ့ထိုစကားတွေကြားရပြီးနောက်မှာတော့နောင်ကြီးတို့ဒီစေရီတော်စီကဘာကိုခံလိုက်ရလို့လဲဗျသူ့စကားအားထူးဆန်းတယ်လို့လှည့်ကြည့်ကြတဲ့တယောက်ကခမည်းတကယ်မသိဘူးလားဟင်ထိုလူကတက်ပြင်းကိုချပြီးဇေဒီထိပ်ပိုင်းစီကိုလက်ညှိုးထိုးကဟိုမှာစိတ်ဘူးတော့မရှိတော့ဘူးလေဗျာနှစ်ဦးလုံးရဲ့အကြည့်တွေညွန်ပြရာဇေဒီထိပ်ပိုင်းစီမြင့်တက်သွားပါတယ်အကြာကြီးကန်စီရဲ့တောက်ခတ်တန်းကကျဲလောင်စွာမြည်ဟင်သွားတော့လွန်သွားကြပြီတကယ်ကိုလွန်သွားခဲ့ပါပြီဥယျာဉ်စီပြန်တော်လမ်းမှာအရင်လိုတက်ကြွမှုမရှိတော့နှစ်ဦးစလုံးကို့အတွင်းနဲ့ကိုငြိမ်နေကြတယ်ကန်စီဘာတွေးနေမှမသိပေမဲ့သူ့တွေးနေတာကတော့စိတ်ဘူးတော်ကိုခိုးယူရဲတဲ့တခိုးကိုပါတမျိုးလုံးမျက်စိကျစရာတွေများပါလေရဲ့ဘာကြောင့်ဖျားပစ္စည်းကိုမှခိုးယူသွားရတာလဲပြီးတော့တော်တယုံတခိုးမဟုတ်အဆောင်အချက်တွေချထားပါလေရဲ့ညာကြီးတကောင်ဇေဒီရောပေါ်တက်ပြီးဖြုတ်ယူနိုင်မှုဆိုတာလွယ်ကူသောကိစ္စတည်းရမဟုတ်ပါကြီးကျွမ်းကျင်လိမ္မာလွန်သူတာဖြစ်လိမ့်မည်။ဦးရင်စီရောက်တော့ရင်ထဲကကိစ္စတွေကိုမေ့ပြီးအလုပ်တဲစိတ်သွင်းလိုက်ရတယ်။တရက်ပင်လေးတစ်ပင်ကိုရိုင်းအခပေးပြီးကိုရိုင်းတူးဆွစိုက်ပျိုးခဲ့တဲ့အပင်လေးပေါ့။တရက်ပင်လေးကနေရောင်ရဲ့အောက်မှာရွှေဝါရောက်အစင်းကိုစောင်းနေတယ်။အချိန်အတိအကျမှစိုက်ပျိုးခဲ့တာကြောင့်၃ရက်မြောက်ချိန်မှာရွှေအစင်းရှိသောအရွယ်လေးကိုပထမဦးဆုံးဖြင့်မွေးဖွားနိုင်ခဲ့ပါတယ်။အလုံးနဲ့လက်တွေညီးခဲ့တာကြောင့်လဲတကောင်ဆိုတဲ့ရှစ်ပြဟောဆရာလေးကဥယျာဉ်တဲ့ယာရုကိုရခဲ့တာပေါ့သူရှစ်ပြဟောဆရာတဦးဆိုတာကိုလည်းယခုချိန်ထိထိတ်ထားလေးမသိသေးပါဘူးအခုဆိုဒီအပင်လေးရှင်သန်တာတပတ်မကတော့ပါဘူးအရွက်တတူတော်ထမှန်ထွက်လို့လာပါပြီအားလုံးကသူ့ဟောကိန်းထုတ်ခဲ့သလိုရွှေဝါရအစင်းကိုစောင်းလျက်ဒူးထောင်ထိုင်ချလိုက်တယ်နှစ်ဝါလုံးမြောက်လင်ဒီအပင်လေးကချစ်ရသူထိတ်ထားလေးအတွက်တပြီလုံးမှာပြန်ပက်ကင်တော့အဦးဆုံးတစ်တီကိုပေးဆွမ်းအောင်ပါဒူးထောင်ထိုင်ပြီးတော့အပင်လေးအောက်ခြေမှာခြေကုပ်ယူနေတဲ့မြက်ပင်ပေါင်းပင်တွေအပင်လေးဖွင့်ထားဖို့ကိုအနောက်ရှက်ပေးနိုင်တဲ့ခြုံတွေတွေကိုရှင်းနေလိုက်တယ်ရွှေအစင်းဆောင်သောအပင်လေးကိုကြည့်ပြီးခုနညှဉ်းနှွမ်းတဲ့စိတ်တွေပြန်လဲရှင်ပြလာပါတယ်ရှင်းလို့ပြီးချိန်မှာဥယျာဉ်ဝမှာတဘိုးခရာတန်ကိုကြားရလေရဲ့ဒူးထိုအတန်းကြောင့်ဥယျာဉ်ဝကိုတကောင်ထွက်ကြည့်လိုက်ပါတယ်ထင်ထားသလိုပါပဲခက်လန်းလန်းစီမရန်ရွေတော်ပေါင်းခြံရံလက်ကြွချီလာသောထိတ်ထားလေးကိုမြင်ရတယ်တကောင်လှည့်ကြည့်တော့ထိတ်ထားရဲ့ထိန်တော်ကြီးပါထိတ်ထားရှိတော်ကိုတအောက်နေလာခဲ့ကြည့်နင့်ကိုထိတ်ထားကမေးစရာရှိတယ်ပြောတယ်ငင်းစရာမရှိပါဘူးသူကိုယ်တိုင်ကမခေါ်ပဲရောက်ချင်နေသူလေအထိန်တော်ကြီးပြောတဲ့တအောင်ဆိုတာအချိန်ဘလောက်ကိုပြောတာလဲသူကတော့တစ်နှစ်သုံးနှစ်ယူပြီး90ပြည်တာနဲ့ထိတ်ထားလေးရှိတော်မှခါစားပြီးနေပါပြီတင့်ကိုမေးစရာရှိတယ်ဥယျာဉ်တဲ့မေးပါထိတ်ထားလေလူတယောက်ရဲ့လက်ဝါးပင်ကအရေးကြောင်းတွေဟာ
အဲ့ဒီလူရဲ့ဗီဇဇယိုက်လက္ခဏာနဲ့အနာဂတ်ကံကြမ္မာကိုဖော်ပြပေးနိုင်တယ်ဆိုတာဟုတ်လားမဆိုင်မသွားပင်မှန်ပါလူတစ်ယောက်ရဲ့လက်ဝါးပြင်ကရေးကြောင်းတွေဟာအဲ့ဒီလူရဲ့ဗီဇဇယိုက်လက္ခဏာနဲ့အနာဂတ်ကံကြမ္မာကိုဖော်ပြပေးနိုင်ပါတယ်မြည်သည့်လက်ဝါးရဲ့ရေးကြောင်းတွေကဖော်ပြပေးနိုင်တာလဲဥယျာဉ်တဲ့ညာဘက်လက်ဝါးဖြစ်ကြောင်းပါဖေဟာဘဲလက်ဘွားကရောဘဲလက်ဘွားရဲ့အဓိပ္ပာယ်မှာအရင်ဘွားနဲ့ပြီးဆုံးခဲ့သောအတိတ်တို့ဖြစ်ပြီးညာလက်ဘွားရဲ့အဓိပ္ပာယ်ကတော့ယခုပြစ္ဆုတ်ပံနဲ့အနာဂတ်တို့ဖြစ်ပါတယ်ဖေဟာရှောက်တင်တန်းဆုံးတော့ထိတ်ထားလေးမှာကိုယ့်လက်ဝါးကိုကြည့်ပြီးငိမ့်သက်ကသွားပါတယ်ပြီးတော့အဲ့ဒီပညာကိုသင်ကောင်းစွာတက်ကြွလာဥယျာဉ်တဲ့မှန်ပါကောင်းမွန်စွာတက်ကြွကြောင်းမှာထိတ်ထားလေးဒီလိုဆိုရင်ဖြင့်ငါ့ကိုကြည့်ပြီးစမ်းအမိတ်တန်ဆုံးသွားခြင်းမှာတကောင်းတုံလို့ခြောက်ချသွားတယ်လိန်ညာလျှောက်တင်မိလို့မဟုတ်ပါဘူးတကယ်လေထိုပညာကိုသူကောင်းစွာတက်ကြွထားပါတယ်တုံလို့သွားရတာကလုံးဝမျှော်မှန်းမထားသောအမိတ်တရက်ကိုကြားလိုက်ရလို့ပါခြောက်ချသွားတာကတော့သူ့နှလုံးသားပါပဲထိတ်ထားလေးကသူ့စကားအတိုင်းပဲလက်ဘွားတစ်ခုကိုရှစ်တိုးပေးတယ်ဘဲဘက်လက်ဖြစ်လေတော့တကောင်းအံ့ဩသွားလေအံ့ဩယုံထက်လဲသူဘာမျှစောတကမတက်နိုင်ပါဘူးအရာအားလုံးကအမိတ်တော်အတိုင်းပဲလေအထင်းတော်ကြီးကလက်ဆေးဖို့ရေတပလားယူလာပေးတယ်ထိုပလားထဲမှာလက်ကိုနှစ်ပြီးစင်အောင်ဆေးလိုက်ပါတယ်ပြီးတော့အမွှေးနံ့သားတစ်မျိုးကိုအထင်းတော်ကြီးကသူ့လက်မှာလိမ့်ပေးတယ်ဘရင်သမီးတော်ကိုလက္ခဏာကြည့်ပေးဖို့အရင်မှာမလွယ်လှပါဘူးပြီးတော့ထူးထူးဆန်းဆန်းထိတ်ထားလေးဘာလို့လက္ခဏာကြည့်ချင်ရတယ်လဲဆိုတာကိုလည်းစဉ်းစားလို့မရဘူးမျက်စိရှေ့ချထားပြီးတဲ့လက်ဘွားတော်လေးကိုကြည့်ပြီးတကောင်းခဏတာအသက်ရှူဖို့မိသွားရတဲ့နီးကပ်လုံးနေတာကြောင့်လက်ဘွားလေးစီကမွေးနှံတွေတောင်ခန်းစားရတယ်လို့ပဲသူမလက်ဘွားပြင်ကဖောင်းဤနီတွေကကြက်တည်တော်များစွာနဲ့ကုတ်မြူးလို့နေပါတယ်လက်ချောင်းလေးတွေကဖွားပြင်နဲ့ချိုးညီပြပြကအရင်မှအပြားတို့အမှုပညာမြောက်စွာတွဲဆင်းနေတဲ့ဖြူပွေးစိမ့်ဖက်မနေပါဘူးညို့ပြညံ့ညောတယ်လို့လည်းပြောလို့မရဘူးဝါဝင်းတောက်ပါနေတာပါရွှေကြိုးရွှေခက်တွေတွဲရှက်ထားပေမဲ့ထိုအဝါရောင်တို့နဲ့မဆိုင်စွာအသားရည်တော်ကလှပလွန်းနေပြီးတော့မွေးကြီးစိမ့်လေးတွေမှာအသက်ရှူမှားလောက်เสียရပါဝေတာလပြည်ရဲ့ကြက်တီတော်လို့ပြောရင်လည်းမမှားပါဘူးလက်ဝါးတော်ကိုကြည့်ပြီးထိကန်ရဲ့မွေမရဲဖြစ်နေတော့ခွင့်ပြုတယ်အမိတ်တန်ထွက်လာမှတပြင်းချရဲတဲ့မိန်တော်တိုင်းလက်ဘွားလေးကိုအောက်မှာပင့်ကန်လိုက်တော့အာယုံ၅ဘတ်မှာအတွေ့ရဲ့အာယုံကိုပထမဆုံးဥညွတ်ယူကျိုးလိုက်ပါပြီသူမကအတွေ့ရဲ့ကောင်းခြင်းမှာရှင်သူမဲ့အောင်ကောင်းမွန်လွန်နေလေရဲ့တခါထိမီယုံနဲ့တသက်မမေ့ခြင်းစရာပါရမီရှင်လေးတူပါဝေဒနာတရက်တမဟုတ်ချင်းရင်ထဲမှာဖြစ်ပေါ်လာသည့်ဝေဒနာတရက်ဟာစိတ်ကိုတင်းလိုက်တယ်အန်ကိုကြိတ်ပြီးဝေဒနာကိုမျိုးချတော့တော်သေးရဲ့တတိလက်လို့မသွားလို့မဟုတ်ရင်သူ့ဘဝမတွေးရဘူးမျက်စိကိုမှိတ်အန်ကိုကြိတ်ပြီးကိုထိမ့်မဲ့ကုတ်ကဲနိုင်တော့မှဟောပြောခြင်းအလုပ်ကိုစတင်လိုက်ပါတယ်ဘယ်လက်ဝါဆိုတော့လေအတိတ်ကအကြောင်းအရာတွေကဥတီပါဝင်နေတယ်ဖုံးရှင်ကန်ရှင်ဖြစ်လေတော့အစိုးအပြစ်သိမ့်မတွေ့ရပါဘူးဂျိုးခွင့်အခုံးခွက်သဘောတွေအတိတ်ကလန်းအရန်လန်းတွေလက်ဝါးပြင်ပေါ်မှာအများအပြည့်ရှိတတ်သောအမှတ်တင်ငေဒတွေကိုပါပြည့်ပြည့်စုံစုံပြောပြပေးလိုက်တယ်တသက်မမေ့ခြင်းစရာအချိန်ဆောက်ဝိုင်းလေးပေါ့မကြပါဘူးရပြီဥယျာဉ်တဲ့လောက်စရာရှိတာသွားလို့တော့ထိတ်ထားလေညာဘက်လည်းကြံသေးတယ်လေအထင်းတော်ကြီးကသတိပေးစကားပြောပေမဲ့ရတယ်မကြည့်ကျင်တော့ဘူးသူကြိုးကြိုးတိမ်မွေ့စွာလက်ထွက်ခတ်လိုက်ပါတယ်အလုပ်တွေရှိရစီကြောခိုင်းထွက်သွားတာမို့နောက်ပိုင်းစကားတို့ကိုတကောင်းကြားရမှာမဟုတ်ပါဘူးဘာလို့ညာဘက်လက်ကိုထက်မကြည့်တော့တာလဲထိတ်ထားလေသူပြောတာတွေမှန်မှန်လို့လားနားမလဲစွာမင်းမြန်တော့ထိန်းတော်ကြီးရဲ့စကားကိုမဟုတ်ဘူးအယမ်းမှန်နေလို့ဟင်တိတ်မှန်လုံးနေလို့စက်မကြည့်ရတော့တာတော့ကြစကားကိုမဆက်ပဲဆိုင်းငံ့သွားတယ်ပြီးတော့တက်ပင်းလေးကြီးကိုမတိမတာချရင်ထိတ်ထားပစ်မှန်းနေပြီးနားတော့မယ်သူမဟာဤကဲ့သို့နုနယ်သူလေးလည်းဖြစ်ပါတယ်ထိုနေမျိုးမှာတော့တကောင်းရဲ့အိမ်ပြန်ချိန်တွေဟာအရင်နေ့တွေထက်မော်ကြွားဖြောင်ဖြူလို့နေပါတယ်
လမ်းလျှောက်နေပေမဲ့ခြေထောက်နဲ့မြေကြီးထိတယ်လို့တော့မထင်ဘူးထိုအဖြစ်အပျက်လေးကိုတွေးမိတိုင်းလဲကိုကိုယူဝင်ကြွားမဆုံးဖြစ်မိတယ်ဖြစ်နိုင်ရင်လက်သီးကိုဆုပ်ပြီးတလောကလုံးကြအောင်ကြွေးကြော်လိုက်ချင်တာပါတဘဝမှာတခါချစ်သူလက်ကိုမဝေမရဲထိကန်ခဲ့ရဘူးတဲ့ဆိုတာကိုပေါ့တခါတလေတော့လဲထိတ်ထားရဲ့အတိမတ်မပြုတ်မှုကြောင့်ကိုယ့်လက်ကိုလိန်ချိုးကိုလက်ညှိုးငေါက်ထိုးဘူးတယ်အဲ့ဒီနေ့ကစောက်လို့စဲဥယျာဉ်တော်စီထိတ်ထားလေးကြွလာပါတယ်သူ့ကိုမြင်မဲ့လုံးဝအတိမတ်မပြုတ်ပါဘူးခြံတော့မှာပေါက်တဲ့စူးတပင်လိုကြည်မျိုးနဲ့ကြည့်ပြီးယာယီတန်းစီရှောက်လန်းသွားတာပါရင်ခွင်ကဘာမှမသိဟာဆင်းသွားတယ်ထိတ်ထားအမြင်မကြည့်အောင်သူဘာတွေများလုပ်ခက်လဲလို့စဉ်းစားလို့မရဘူးတေးကြတာကတော့ဘာမှမဆိုင်ပဲလူကအလိုလိုဝမ်းနေသွားတာပါညီမကပြတပုတ်ရေးမိတယ်ထိတ်ထားလေးကိုလှမ်းမြင်နိုင်လောက်တဲ့တစ်ပင်ကြီးတစ်ပင်အောက်မှာပေါ့တခြားသူတွေမရဲမိနိုင်အောင်ကိုယ်တိုင်သာနားလေတဲ့နှလုံးသားဘာသာစကားနဲ့ရေးတာပါတက်ဝင်စိတ်များလို့လားမသိဘူးဖြေပြရုံတက်ရေးတဲ့ကြပြကတော်တော်ရှည်သွားတယ်ကောင်းငင်ကိုမျောမိုးကိုခေါ်သူယူမိုက်တန်လို့ထင်စေတော့လာမင်းကိုလည်းကြဲကိုတန်းလို့ပန်းသချင်းတွေကြွေးကြမလာပါဘူးလာမင်းလဲသူ့ကန်နဲ့သူကြဲတွေလဲသူ့ခီးနဲ့သူလေဖားလေးမင်းအော်ရင်မိုးရမယ်ထင်ပြီးတန်ကုန်ဟစ်မနေနဲ့ဟဲ့မင်းဘဝမင်းခီးကသူတို့တွေလိုမဟုတ်ဘူးအတန်ကိုတိတ်ခေါင်းကိုညှိပြီးခက်ဆက်စိတ်သာနေပါတော့မိုးနဲ့မြေကြီးဆိုတာတကယ်ကအဝေးကြီးပါရေးကျင်တာရေးလိုက်ရလို့လူကအနှဲငယ်တော့နေသားထိုင်သားရှိသွားတယ်စိတ်လဲတော်တော်ပေါ့ပါသွားပါတယ်ကိုကပြားကိုပြန်ဖက်ပြီးထိတ်သားလေးဆံမြဲရာယာယီတန်းစီလှန့်ကြည့်တော့ဟင်ထိတ်သားလေးရှိမနေတော့ပါဘူးအတိုင်းတော်ကြီးသာကြံခဲ့တယ်ဘယ်များရောက်သွားပါလိမ့်မတ်တက်ရက်ကဟိုတီရှာကြည့်မိတော့ဖြောက်နောက်ဘက်စီမှတစ်ကိုင်း6နေတဲ့တကူကိုကြားရတယ်ကြပြလှမ်းကြည့်လိုက်စမှာပဲမလန်းမကန့်မှရက်ပြီးသူ့ကိုစိမ့်ကြည့်နေတော့ထိတ်ထားလေးစကားလည်းမဆိုဘူးရှေ့လည်းတိုးမလာဘူးသူကတော့ကြက်သေးကလက်ပြမလုံတော့ပါဘူးချက်ချင်းပဲရှေ့တလန်းနောက်ဆုတ်ပြီးရေးထားတဲ့ကြပြတွေပေါ်ဖိနှင်းထားလိုက်တယ်မြင်လို့မရပါဘူးတခြားသူတွေနားမလည်နိုင်ပေမဲ့ထိတ်ထားကတော့နားလေကောင်းနားလည်လိမ့်မယ်ထိုအခါမှာသူမကိုဥတီဆက်ဆိုထားကြောင်းသိသွားလိမ့်မယ်ဒါဆိုရင်တော့ရှေ့မတိုးနောက်မဆုတ်သူကိုယ်တိုင်ကလည်းစိုးရိမ်ဖိတ်လက်ထိတ်ပြဒီလိုအခြေအနေမျိုးနဲ့အချိန်တစ်ခုကြာသွားပါတယ်ပြီးတော့မှထိတ်ထားမှနှက်ကန်းတစ်ဖက်ကိုကိုက်ပြီးလှက်ထွက်သွားပါတော့တယ်တကောင်ဘာမှနားမလဲလိုက်ပါဘူးထိတ်ထားရဲ့မျက်နှာကဲကိုလည်းမဖမ်းမိလိုက်ဘူးဘာကိုဆိုလိုမှန်းလဲမသိဘူးဘာကြောင့်နှက်ကန်းကိုက်ပြီးလှက်ထွက်သွားတယ်ဆိုတာကိုပို့လို့တော့မသိလိုက်ပါဘူးပူတလက်အေးတလက်ရင်ဝင်နဲ့ပဲမြေမာဒူးထောက်လို့စာတချို့ထည့်ရေးလိုက်တယ်ပိုဝေးလီပိုသေးလီဆိုတဲ့ theory တစ်ခုရှိတယ်တဲ့ဒါပေမဲ့ကျဲလေးရဲ့ငါကတော့နင့်ကိုပိုဝေးလီပိုချစ်လေပါပဲမခံနာပါဘူးဒါပေမဲ့အဲ့လိုနင့်မျိုးမှာတော့သူ့ရဲ့အိမ်ပြန်ချိန်တွေ6တွေ့သိမ်းငယ်နေတယ်ပါတဲ့